အင်းလျောင်းရေပေါ်ရဟန္တာမြတ်တီထွန်းတော်လူရဆူတောင်းပြည့်စီကြောင်းနဲ့ကျွန်တော်ဗတ်ဒီနေ့လိုနှစ်စံတရနေ့မှာလူစီကားဆုံးဖြစ်တဲ့လူစီအကားဆုံးနေရာဖြစ်တဲ့အင်းအောင်ဖရာကိုကျွန်တော်တို့အခုသွားကြမှာဖြစ်ပါတယ်အမေဖတ်ထားမယ်နော်ကြောက်တယ်နော်တာကြီးသိမောင်းမယ်နော်ပြည့်ပြည့်အေးမိမယူရအောင်ပါမိမယူရအောင်ပါဒီပါလေကျိုးအင်းအောင်ဆိုတာဗျကျွန်တော်တို့ဘက်မှာလေခွန်းအောင်လို့တမိုင်းနေနမိတ်တွေတပေါင်းနေရှိခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့တော့ထက်တောင်ဆွဆွကိုဖြတ်ပြီးတော့သွားကြပါတယ်ဗျကျွန်တော်တို့အင်းအောင်ဖရာရဲ့တမိုင်းကိုပြောရမယ်ဆိုရင်လေခွန်းအောင်ရဲ့ရွှေလေးရနေပြီးတော့အနောက်ဘက်ကိုစီးလာတယ်ပေါ့ဗျာအနောက်ဘက်ကိုမျောလာတဲ့အချိန်မှာအခုကျွန်းတစ်ဖက်ပေါ့ဒကိနတီညနေကျွန်းတစ်ဖက်အဲ့နေရာရောက်တဲ့အခါမှာလူကြီးတယောက်ကရွှေလေးယူကျွန်းနဲ့ရှိပြီးတော့ကျွန်းမင်းကိုရှိခဲ့လိုက်တယောက်တည်းမနိုင်တော့အိမ်ပြန်တော့အိမ်ကနေပြန်လာတော့ကျွန်းမင်းကပဲ့ပါသွားတယ်ဗျအဲ့ဒီနေရာကိုအခုကျွန်းတစ်ဖက်ဆိုပြီးတော့ဖြစ်လာတာပါအဲ့နေပြီးတော့သွားတယ်အနောက်ကနေပြီးတော့လေကွင်းတွေဖြတ်တောင်တွေဖြတ်ပြီးတော့အခုအင်းအောင်မှာဆက်ပြီးတော့မြုပ်သွားတယ်လို့ပြောကြပါတယ်ဗျကျွန်တော်တို့မနက်7 နာရီလောက်ကနေထွက်လာတာဗျ7 နာရီခွဲလောက်လည်းရောက်ရောအင်းအောင်ဖရားကိုရောက်ရောဗျနော်ဒီမှာငလင်းတန်းကြောင်ဗျဖရားတွေပြူတာတွေရှိတယ်ဗျကျွန်တော်လည်းဆိုင်ငယ်ရက်ပြီးတော့တရားပေါ်လမ်းတက်ချောက်တယ်နော်မသိရင်ဥပိန်တရားကြီးပေါ်ရောက်နေတဲ့အတိုင်းပဲထင်ရမယ်ဗျပြီးမယ်လေဖရားတွေနဲ့အင်းနေနဲ့ကျွန်တော်တို့လမ်းလျှောက်နေတာဗျတစ်ပင်ကြီးကိုမြင်လိုက်တော့ခင်ဗျဟာဟုတ်မဲ့တဲ့တစ်ပင်ကြီးအကြီးကြီးပဲဆိုပြီးလက်ညှိုးထိုးပြလိုက်တယ်ဗျကျွန်တော်တို့ဥပိန်တရားကိုဖြတ်ပြီးတော့နောက်ဘက်ကုန်းပေါ်တက်လာခဲ့တယ်ဗျနောက်ဘက်ကုန်းပေါ်ရောက်မှကျွန်တော်စတွေ့တာဖျားတွေအမှပြိုးနေတာတွေရှိတယ်ဗျနော်ဖျားတွေပြုံးနေတာတော်တော်ဆိုးသွားတယ်ဗျမလင်းတန်းချောက်မလဲတစုဗျတော်တော်ဆိုးတယ်ဗျဒီဖျားဆိုရင်ဗျတော်တော်လေးပြက်စီးသွားတယ်ဗျကျွန်တော်တို့ဒီဖျားကုန်းကဆင်းပြီးတော့နောက်ထပ်ဥပိန်တရားတက်ဆင်းစီကိုထပ်ပြီးတော့သွားတယ်ဗျတာမန်လူမမြင်နိုင်တာဒီမင်းကြီးပြင်လားတာမင်းနိုင်တယ်မင်းမရလားမရဘူးဒါမင်းမရလားဒီမင်းကြီးပြင်ဟာဒါဆိုငါသေးကြပြီကွာငါတူးတဲ့လူပဲကျွန်တော်လည်းဗျဖះရောက်တော့ရောက်ခါလေးဆိုပြီးဖွင့်လိုက်ဗီဒီယိုလေးပါလေးရိုက်ခဲ့လိုက်တယ်ဗျနော်ဖះနေဒီဘက်ကြည့်အခုကျွန်တော်တို့ရောက်နေတဲ့နေရာတော့နေပြည်တော်ဥပုံများဖြစ်ပါတယ်ကျွန်တော်ရွာဥပိန်တည်ထားတဲ့ဆိုတာကြီးပါကျွန်တော်ဦးလေးတည်ထားတာပါဒီတရားဆိုရင်ဖြစ်ကျွန်တော်လည်းဖះရဲ့အကုန်လုံးလိုက်ပြီးတော့ဥစားပြီးတော့ကျွန်တော်တို့ပြန်တက်လာခဲ့ပါတယ်ပြန်လှည့်လာခဲ့ပါတယ်ဗျကျွန်တော်တို့လမ်းလျှောက်နေတာဒီမှာမလီလမ်းလျှောက်တရားတစ်စင်းကျိုးချတာတွေ့တယ်ဗျဒါကြောင့်ကျွန်တော်လည်းမလီနိုင်မဲနဲ့ဆင်းပြီးတော့တရားကိုလမ်းလျှောက်ကြည့်ကြတယ်ဗျတော်တော်ဆောင်းသွားတယ်ဗျနော်တော်တော်ဖြစ်သွားတယ်ဒါကတော့အသိပြန်ထိုးလာမှရမယ်ဗျဒီရင်းမှာကျွန်တော်တို့စီမှာဆက်လေးတွေလည်းစီးလို့ရမယ်ဗျာနော်ကျွန်တော်တို့ကတော့ပတ်စံမပါလို့ဆက်လေးတွေမစီးခဲ့ပါဘူးအင်းလျောင်းရေပေါ်ရဟန္တာမြတ်တီထွန်းတော်လူရဆူတောင်းပြည့်စီကြောင်းနဲ့ဆိုတော့ကျွန်တော်လည်းဗျာသူများရေမဖြစ်နိုင်ဘူးပြောနေရလေကိုနည်းနည်းဆူတောင်းခဲ့တယ်ဗျဆူတောင်းကြည့်ခဲ့တယ်ပေါ့ဗျာကျွန်တော်တို့ဒီအင်းအောင်ဖျားတွေပြန်လဲပြပြင်ဖို့အတွက်လှူမယ်ဆိုရင်တော့လှူဒန်းနိုင်ပါတယ်ဗျာကျွန်တော်တို့ဒီလမ်းကနေဘယ်လိုလာမလဲဆိုရင်တော့ဒီအမြင်လမ်းနေရာလေးမှာအဲဒီပိုင်းနေပြီးတော့နောက်ဘက်ကနေပြီးတော့ခွေးတော်ရွာရှိမယ်ခွေးတော်ရွာပြီးတော့ပရကွန်ရွာဆဲစုကဆဲစုကနောက်ဘက်ကနေပြီးတော့နောက်ဘက်ကိုသွားရင်ရောက်ပါပြီဗျနောက်ကကျွန်တော်အခုပြထားတဲ့အတိုင်းလာခဲ့ရင်ရောက်ပါ